fashion trend နဲ့ခေတ်စားလာတာနဲ့များ earphone တွေရွေးချယ်ဝယ်ယူတဲ့အခါမှာဆိုရင်လည်း fashionable ဖြစ်တဲ့ earphone လေးတွေကိုရွေးချယ်ဝယ်ယူကြရဟုတ်ဒါဆိုရင်တော့ Robertex ကနေမကြသေးခင်မှာအသစ်ထွက်ရှိရတဲ့ OW1012 လေးနဲ့မိတ်ဆက်ပေးပါမယ်အရင်ဆုံးသူ့ရဲ့ case လေးပေါ့နော်သူ့ရဲ့ case ကပုံမှန်နေလိုမျိုးအဝိုင်းအလုံး၄000ပုံစံတွေမဟုတ်ဘဲနဲ့သူကအတင်တစ်တစ်မျိုးနဲ့3000ပုံစံလေးဖြစ်တယ်နောက်တစ်ချက်ကသူ့ရဲ့ color line လေးအယောင်လေးကရွှေအုံရောင်အနှုတ်ဘက်ကိုသွားတဲ့အတွက်ကြောင့်မို့လို့ပုံမှန်အရင်အယောင်တောက်တာရင်မကြိုက်တဲ့လူတွေတက်ဆိုရင်တော့ပိုပြီးအဆင်ပြေတယ်သူကအယောင်ငင်ငင်လေးဖြစ်တယ်ဆိုတော့ဘယ် outfit နဲ့မဆိုလဲလိုက်ဖက်မှုရှိတယ်သူမှာ ENC ပါဝင်တော့ပြင်ပစုံညံမှု95%ကိုချက်ချပေးလို့ဘုံပြောတဲ့အခါကြီးမှာဇူမီတင်နေတတ်တဲ့အခါကြီးမှာဆိုရင်ကိုယ့်ရဲ့အတန်ကိုတစ်ဖက်ကရှင်းရှင်းလင်းလင်းနဲ့ကြားရစေမှာပါနောက်တစ်ချက်ကသူမှာ panoramic sound effect ပါဝင်လို့သူ့ကိုတက်ဆင်ပြီးရုပ်ရှင်ဗီဒီယိုတွေကြည့်မယ်ဆိုလို့ရှိရင်တကယ် movie ထဲရောက်သွားသလိုမျိုးခံစားရစေမှာပါ Bluetooth version 5.4 နဲ့လာတဲ့အတွက်ကြောင့်မလို့ချိတ်ဆက်မှုကတော့မြန်ဆန်နေရောပဲနောက်ဆုံးအနေနဲ့သူ့ရဲ့ battery capacity က400 mAh ပါဝင်ပြီးတော့မှစုစုပေါင်းအနေနဲ့ဆိုလို့ရှိရင်920ဝန်းကျင်လောက်ကိုအသုံးပြုလို့ရပါတယ်ဒီလိုမျိုးပေါ်ပါပြီးချစ်ဖို့ကောင်းတဲ့ Robertex ရဲ့ OW1012 လေးကိုဝယ်ယူရရှိနေဆိုရင်တော့နီးစပ်ရာ Vivo showroom နဲ့ Robertex ရောင်းဆိုင်တွေမှာဝယ်ယူရရှိနိုင်ပါတယ်